နာမည်မှာနေပါသောသူရှေ့နာမည်ပေါ့နေပါသောသူများထူးထူးဆိုင်ပါတွားတာလာတာထူးထူးဆိုင်ကြီးမားပြဿနာတွေတက်တတ်တယ်စိတ်ုံစေကန်းရောက်တတ်တယ်ကားအက်ဆီဒင့်မမျှော်လင့်မှအနေကြုံတတ်တယ်စီးပွားရေးနဲ့ပတ်သက်ရင်အမှုပညာရှင်ဆိုတဲ့နာမည်ကြော်ကြားတတ်တယ် TikTok လည်းနာမည်အမှုပညာရှင်တွေမှာပါတယ် TikTok မှာပဲဖြစ်ဖြစ်ညီသူလိုပဲဖြစ်ဖြစ်အမှုပညာဟုတ်သည်ဖြစ်သည်မဟုတ်သည်ဖြစ်သည်နေပါတော့သူတို့ဒီတမျိုးနဲ့တရွာနဲ့တရွာတွားလာရတတ်တယ်ရွာမှမြို့မှတမျိုးနဲ့တမျိုးရွာမှတရွာနဲ့တရွာပြောင်းရွှေ့ရတတ်တယ်နိုင်ငံခြားခီးထွက်ရတတ်တယ်နေပါတော့သူများထိုသူတို့ဒီနေပါတော့သူတို့ဒီဤနှစ်နဲ့နောက်နှစ်မှာဖြစ်ဖြစ်အုံထမင်းအုံဆွမ်းဖះမှာကတ်လူပူတော်ပေးရင်ပိုကောင်းနိုင်တယ်ပိုပြီးအဆင်ပြေမယ်တန်မုတ်တွေရွတ်ပေးရင်ပိုကောင်းမယ်တက်စီရွတ်ပေးရင်ပိုကောင်းမယ်တန်မုတ်တွေပတိတပတ်ရအောင်စိတ်မစိတ်ရင်တက်စီလေးရွတ်ပါကုညီခြင်းနဲ့စိတ်ကြောင့်သာပြောတာပါမိတို့ရည်ရွယ်ခြင်းမှမဟုတ်ပါနေပါတော့သူများအန္တရာယ်ကြရောက်နိုင်တယ်ပြပတူလည်းထွက်ခွာရမယ်တိုက်တာအိုရင်ကားလည်းရရှိနိုင်တယ်အန္တရာယ်ကတော့ကားနဲ့ပတ်သက်ပြီးအန္တရာယ်နောက်တစ်ခုတိုက်ပြူကြခြင်းအန္တရာယ်မြေပြူကြခြင်းအန္တရာယ်တစ်ခုခုပေါ့ကြုံတတ်တယ်ကိစ္စမှာဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ပြဿနာကြီးမှဖြစ်သွားတတ်တယ်နာမည်ကြော်ကြားသွားတတ်တယ်အဲ့လိုတွေဖြစ်တတ်တယ်နေပါတော့သူများထူးထူးဆိုင်ပါနိုင်ငံခြားထွက်တွားလာရခင်းရှိတယ်တမျိုးနဲ့တမျိုးပြောင်းလဲတွားရတတ်တယ်နေရာအပြောင်းရွှေ့ရှိတယ်ပေါ့အဲ့လိုပြောနေပါတော့သူများထူးထူးဆိုင်ပါဖရာတရားမမေ့ပါနဲ့ထူးမှာကျင်ပါတယ်ယုံကြည်နဲ့ပြုလုပ်ပါယုံကြည်နဲ့ဖရာတရားအာရုံပြုပါအမှန်တကယ်နေပါတော့သူများထူးထူးဆိုင်ပါရဲ့မေတ္တာရက်ခံပါတယ်နေပါတော့သူများအနုပညာရှင်ဖြစ်ကထူးပူကြည့်ဆိုင်ပါကားနဲ့အန္တရာယ်ဖြစ်တတ်တယ်အတန်နေကြုံတတ်တယ်ကွာနေပါတော့သူများစေရုံကိုဧကန်အမှန်ရောက်လိမ့်မယ်စီဝိုင်းနဲ့ပတ်သက်ရင်တော့ပြောင်းရွှေ့နဲ့ပတ်သက်ရင်တော့တမျိုးနဲ့တမျိုးနိုင်ငံခြားအဲ့လိုမျိုးတွေပြောင်းရွှေ့ရတတ်တယ်စီဝိုင်းနဲ့ပတ်သက်မယ်ဆိုရင်တော့လုပ်ငန်းတွေအောင်မြင်ကြော်ကြားတတ်တယ်ကိုဘေးနားမှာကိုတွဲနေတဲ့လူကကိုနာမည်ဖြတ်တတ်တယ်အထူးဂရုစိုက်ကြပါကိုတွဲနေတဲ့လူကိုနဲ့ပေါင်းသင်းနေတဲ့လူကကိုကြောက်တွန်းချတတ်တာမျိုးပြဿနာကြီးမားတွေတက်တတ်တယ်ဘယ်သွားတန်ဖို့တွေလေးရွတ်သွားရင်ပိုကောင်းနိုင်တယ်အိမ်မှာအာယုံဆွမ်းအုံဆွမ်းအုံထမင်းကတ်လူပူတော်ပြီပါခက်လေးတွေကိုမုတ်ဝဲကျွေးပါခလေးတွေကိုမုံမျှဝဲကျွေးပါဒါဆိုရင်ကောင်းမွန်သေးတယ်ခလေးတွေကိုမုတ်ဝဲကျွေးပါခလေးတွေကိုပဲဖြစ်မိသူပဲဖျားဘူးပို့ပေးပါဒါဆိုရင်စီးပွားရေးတွေအခက်ခဲအနောက်ရှက်တွေပြေပြောက်သွားနိုင်တယ်တန်ဃာတော်တွေကိုဆွန့်လောင်းပြီးအဓိကတော့ခလေးတွေကိုမုတ်ဝဲကျွေးပါတိန်တပတ်ဆွန့်တန်ဃာတော်ကိုဆွန့်လောင်းပြီးနောက်တစ်ခုပြောရင်စာချကိုတော်လေးတွေကိုရင်လေးတွေပေါ့ကိုရင်စာတင်တိုက်မှာရောက်နေတဲ့ကိုရင်လေးတွေကိုထောက်ပံ့ပေးခြင်းလှူဒါန်းပေးခြင်းဖြင့်အန္တရာယ်လွတ်ကင်းနိုင်ပါတယ်စီးပွားရေးလည်းဖြစ်ထွန်းနိုင်ပါတယ်လုပ်ငန်းကိုင်ငန်းတွေမှာလည်းအောင်မြင်စေနိုင်ပါတယ်တန်ခါစာတင်တိုက်မှာရှိသောငယ်ပြူဒါမှမဟုတ်ကိုရင်ပေါ့ကိုရင်လေးတွေကိုလှူဒါန်းပေးခြင်းထောက်ပံ့ပေးခြင်းစေးစာအုပ်လှူဒါန်းပေးခြင်းဖြင့်ခက်ခဲတွေလွတ်ကင်းနိုင်ပါတယ်အဲ့ဒါနေပါတော့သူတို့ဒီကိုရင်တို့ကိုစာတင်တိုင်းမှာရာသက်ပံထောက်ပံ့ပေးသွားမယ်ဆိုရင်ဘဝတသက်တာအတွက်အဲ့ဒါဒါနာကုသိုလ်ပဲ
ဤအမှုကိုမကြပြုလုပ်ပါဤလူတန်းမှုကိုကိုဘဝတတတာအတွက်ပြုလုပ်ပေးပါ